မိုးချင်းတာမလိမ္မာရဲ့ကြက်ဆိုတော့မိုးချင်းတာကြောက်နေချိုးပြီလား ဘာဘီကျူးစားမှဆိုမချိုးတော့အရင်နဲ့ ဘာဘီကျူးစားမယ်ဆိုရတော့ဒီလေးပါတိတ်ဝေးပါမြစ်ကူရပါဘောနော်မြစ်ကူရမှာရေကူးပြီးကူးရင်ကြတော့တော့ကြာနောက်ကျနေမှာဆိုနေကားနဲ့ကူးတာပါကိန်းမာရီရဲ့ဗါတဲ့နေလေစား ဘာမစား အခုဘယ်နိုင်ထိုးနေ3နိုင်ဒါကပဲလိုက်ဝေးတယ်ကောရောက်ပြီ so great and ရှမူးတယ်ဟဲ့လားဒီစနေနေ့ထူလိုက်လား yes yeah this one. Yeah, hello. Sorry. Hello. Yeah, this one. Yes. Khai you know. Okay. ဒါတော့အခုပေါ့နော်မှားထားတဲ့ဟာတွေမရောက်ဘူးခဏအစာယူစားဖို့ပေါ့နော်ဟိုမှာကြည့်ကြအောင်တွေ့ရောက်ပြီ Hey. What is wrong with you? ဒီမှာမရှိဘူးနေလို့ရှင်းလာလားပါလားမသိဘူး It's ourအများကြီးပဲအများကြီးပဲ Oh my god အများကြီးပဲပြောတယ်နော်ချက်ဘတ်ထဲလေးရတယ်ဘတ်ထဲကျမကိုပေးမြတ်ပါဦးသူပဲအကုန်လုပ်ပေးပါမယ်လေကျမကိုစားပဲစားပါစိန်ရောမှဆိုလို့ဒီအချိုတွေကလည်းနည်းနည်းပဲထည့်တာအချိကိုဒီဘက်မှာအများကြီးပဲငါထဲကိုအများကြီးထည့်ပေးတာကောင်းလား ဒီမှာ cheese နဲ့ cheese နဲ့မိုးချင်းတာမလိမ္မာရဲ့ကြက်ဆိုတော့မိုးချင်းတာကြောက်နေကောင်းလားဒီကတော့ပြည့်ရဲ့ဆိုရင်ကိုယ်ဒီသားရတော့ထပ်မှာချေချေရရကဲဒါတော့တတိယအတုပ်ဝတ်သားလေးပဲဖြစ်ပါတယ် အမေရာ ဝတ်သားပါရဲ့ အမေရာ ဝတ်သားနဲ့အမဲတာဟဲမွေးရချင်းရတယ်တော့တော့နားလိုက်ပါပြီဘာဘီကျူးနဲ့ရွက်တွေလည်းစား တော်တော်အချမ်းမလို့အဲ့ဒီအရန်စားပြီးတော့ဗိုက်တွေမထားနိုင် အိုးမိုးရွာနေရလား Thank you. Thank you. အေးအောက်ကတတိထားOh my god. ပစ္စည်းလည်းသွားကြမယ်ပေါ့နော်ကျမတို့ပစ္စည်းလည်းတော့မရကြည့်ပြီးတော့ဝယ်တာရှိအောင်ဝင်မယ်ပစ္စည်းလည်းရရောက်ချင်းမှာ2ယောက်လုံးမျက်လုံးကို attract လုပ်တာပါလဲဆိုဒါလေးပေါ့အရာရဲ့အဖြူရဲ့အညူရဲ့ဒါလေးချစ်စရာလေးတော့မကြည့်ကြည့်လားဟုတ်လား လိမ္မော်ရောင်လေးအေးလက်မြောင်လေး ရုပ်က gravity လေးအားလေးရနေနော်ဒီမှာအေးအေးရ Please turn around. Go to put in the coin. ဟောအပြာရောင်လေးဟောအပြာလေးလားအပြာလေးလည်းမစိုးပါဘူးရုပ်ခါပြီးကြုံလို့မြန်မာတဲ့မင်္ဂလာပါတဲ့မြန်မာကုန်ပစ္စည်းဆိုင်နဲ့တက်ကြီးရမောင်လေးဒီမှာနေချာစီဒီယုံဝနေချာစီပဲကြလက်ဖက်ဆော့တွေလည်းရှိရဒီနှစ်ခုရှင်မဟိုရှိရအစာကြည့်ဈေးလေးရှိတယ်တက်စီကဘယ်လောက်ဆောက်အောင်15မိနစ်ဆောက်အောင်ပါဆိုလို့ဒီမှာ KFC မှာထိုင်ကြရအောင်ရေခဲမုံလေးဝင်มาပြီးတော့ထိုင်နေပါတယ်
ကားလေးကအဲ့လိုထိုင်းနေ ဘိုက်ထောက်လို့နဲ့ထောက်တာ လမ်းပိတ်မှာဆိုလို့တက်စီကိုလမ်းထိတ်လောက်မှာရက်ခိုင်းကန်နော်အဲ့ချောရရောအောက်ကချောနေရရောက်ပြီ guys ရောက်ပြီအဲ့တော့ဒီနားမှာပဲကျွန်မဘလော့လေးကိုနှိုင်းလိုက်ပါပြီ thank you ကဲအဲ့ဆိုရင်နောက်ထပ်ဗီဒီယိုမှာကြတွေ့ပါမယ်ဘလော့လို့တော့ခေါ်လို့မရဘူးပေါ့ကျမတို့ရဲ့ activity လေးတွေပေါ့ main channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်စင်းရောင်တူခဲ့တာပါ